စားပလင်းနှင်းမောင်နဲ့ဂျိုးမြက်လဲစရာတတ်မှုကျွန်တော်ဒီမျက်နှာပြူဆွေးရလက်ထက်တွင်အမှုလိုက်ရာတွင်အလွန်မင်းကျွမ်းကျင်လာသောစားပလင်းနှင်းမောင်နှင့်တွဲဖက်ကအမှုပေါင်းများစွာလိုက်ခဲ့ပူပါသည်ထိုမြောင်များစွာသောအမှုများအနက်မှသူနှင့်ကျွန်တော်ပထမဆုံးတွဲဖက်၍လိုက်ခဲ့ရသောဂျိုးမြက်လဲစရာတတ်မှုကိုစာဖက်သူတို့အနေဖြင့်ကျွန်တော်၏မိတ်ဆွေကြီးစားပလင်းနှင်းမောင်၏အရေးသွေးကိုစာမီးကြည့်နိုင်ရုံမျှရေးသားတင်ပြလိုက်ရပါသည် Police ကိုပလိတ်စာချင်းကိုစာတင်ကြီးစက်မုံကိုတမန်စာဟူ၍အင်္ဂလိပ်ဝေါ်ဟာရအားရောင်ပေစုထုံးပေးပြီးမြန်မာရုပ်ဖန်တီးမွေးစားတတ်သောကျွန်ုပ်တို့မြန်မာလူမျိုးများပါဇက်တွင်စားပလင်းဟုမွေးစားတတ်သဖြင့်ကျွန်ုပ်၏မိတ်ဆွေကြီးလူဆိုးတိုင်းစုံတောက်ကျော်ဖြစ်သောကိုနေမောင်ခမထိုခေတ်ပလိတ်အဖွဲ့နှင့်ထိုခေတ်လူဆိုးလောကတွင်စားပလင်းနှင်းမောင်ဟုကြော်ကြားခဲ့ရပါတော့သည်စတင်တွေးဆုံခြင်းရေနံတွင်းများကြောင့်မျက်နှာဖြူတို့အရောက်ပေါက်အနေထိုင်များလာသော6မြို့ဂတ်တဲသို့ကျွန်ုပ်အားပြောင်းရွှေ့အမှုထမ်းစီကိတ်ထို့သောပြောင်းရွှေ့ရသည့်အကြောင်းတွင်6မြို့ပတ်ဝန်းကျင်ရှိ14စိတ်ဖြူဂွေးကြိုစားသောဒေသများ၌ရာဇဝတ်မှုများတလားထက်တလားပုံမဖြစ်ပွားလျက်ရှိသောကြောင့်ပလိတ်ဘတ်တွင်နာမည်ကောင်းလက်မှတ်များကိုမကြာခဏဆိုသလိုချီးမြှင့်ခြင်းခံရသောကျွန်ုပ်အား IP ခေါ်ပလိတ်ရာရှိအမြောက်များတဲမှခေါင်းခောက်၍ရွေးချယ်ပို့လွှတ်လိုက်ခြင်းဖြစ်သည်ဟုကျွန်ုပ်နားလည်ခဲ့ပါသည်အကယ်၍ကျွန်ုပ်ရောက်ရှိသွားသည့်တိုင်အောင်ရာဇဝတ်မှုများမှာအထက်ကမျောလင်းတကဲ့သို့မကြာဆင်းခဲ့ပါလျင်ကျွန်ုပ်၏အေကန်းတွင်မှန်ပေါင်သွင်း၍ချိတ်ဆွဲထားသောထိုနာမည်ကောင်းလက်မှတ်များကိုကျွန်ုပ်ကိုယ်တိုင်ဖြုတ်ချ၍လွှတ်ပြရန်မှတပါအခြားလုပ်เสียမရှိတော့ပေဒါမောင်ရထားတဲ့ဂုံတူးဆောင်လက်မှတ်တွေပေါ့ဝင်းမင်းကဆိုရင်မောင်ကိုသိအားကိုးရှာတာဟုတ်တာလီကာမာလီစကားတင်ထားသည်အလားလူလာတိုင်းပင်ကြွားလုံးထုတ်တတ်သောကျွန်ုပ်၏ချစ်စနီးမင်းကတော့ဒေါ်ခင်ခင်ကြီးလဲတခါတည်းအာဈေးထည့်ပြီးသားဖြစ်ပေလိမ့်မည်ထို့ကြောင့်မင်း6မြို့ဂတ်တဲသို့ရောက်လင်ရောက်ချင်းရာဆွေးမှုကြာဆင်းအတွက်ကျွန်ုပ်ဒီအစွမ်းကုန်ဆောင်ရွက်ရပါတော့သည် HS ခေါ်ရာဆွေးလူဆိုးများအားမျက်ခြေမပြတ်စောင့်ကြည့်စေခဲ့ခြင်းပတ်တောင်ခေါ်လေကင်းများတိုးချဲ့ခြင်းဓမြမှုဖြစ်ပွားနိုင်သောအိမ်များသို့သတိပေးစကားပြောခြင်းအဆောင်ချပေးခြင်းစသည့်ရာဇဝတ်မှုနောင်မီးဆွဲလုပ်ငန်းများကိုမိုင်မဲစွာပြုလုပ်ခဲ့၏ထို့သောဆောင်ရွက်နေသည့်ကြားကပင်ဓမြမှုခိုးမှုလူရက်မှုစသည်များတဏီတခြားတိုးပွားလာခဲ့အဆိုးဆုံးမှာကျွန်ုပ်၏ဂတ်တဲနှင့်များစွာမဝေးလွန်းလာသောတမာအိုင်ဆိုသည့်ရက်ကွက်တွင်လူတက်မှုပူပူနွေးနွေးတစ်ခုဖြစ်ပွားခဲ့၏ထိုမှုနှင့်ပတ်သက်၍ BOC မျက်နှာဖြူရာရှိတူကမြန်မာမျိုးသားရဲဝန်ထမ်းတို့6မြို့ပတ်ဝန်းကျင်၌ရာဇဝတ်မှုများဖြစ်ပွားနေကြောင်းယခုတစ်ပတ်မြို့လေကောင်၌လူတက်မှုဖြစ်ပွားပြန်ပြီးဟုသိရကြောင်း၎င်းဖြစ်များကြောင့် BOC မျက်နှာဖြူရာရှိများအတွက်လုံခြုံရေးကိုရှေးကထက်ပုံမဂယူးဆိုင်ပေးရန်လိုအပ်ကြောင်းစသည်ဖြင့်တယ်လီဖုန်းနှင့်အမိန့်တော်မှတ်လိုက်ရာကျွန်ုပ်၏ဦးခေါင်းအားစာပိုရထားကြီးအတိုက်ခံရသည့်ထပ်ပင်ကျင်းရပါတော့သည်တနအီတွင်အထက်မှတယ်လီဖုန်းဖြင့်ရှစ်ခါတိတိထုချေလွှာတောင်းနေမိမဖြစ်လင်ကွိတ်ယောက်ျားပြင်းလင်ပလိတ်ဟူသောထိုခေတ်စကားပုံကိုအခုပင်ကြားနေမိပါသည်ရှက်လဲအလွန်ရှက်၍စိတ်လဲအလွန်ညစ်မိအညာသားကိုလူကြွားကျွန်တော်လည်းစိတ်ညစ်၍အလုပ်ကြောင်းဘာမှမစင်းစားတော့ပဲအကြောက်ဟိုတယ်သို့သွားဥကပြားအောင်တစ်စိတ်ဘရန်ဒီနှင့်စိတ်ညစ်မှုအပေါင်းကိုစေးကြော၍ထွက်ပေါက်ရှာရတော့အကြောက်ဟိုတယ်နှင့်ပတ်သက်၍နိုင်ငံရှင်းပြရပေမည်အကြောက်ဟူသောတရုတ်တရေတုံးနှင့်မတ်လှဆိုသည့်စိတ်ဖြူသူမြမမျိုးသမီးမိမချောတခုလက်မာလေးနှင့်အကြောင်းဆက်ပေါင်းဖက်က6မြို့ဈေးအနီးတွင်ဖွင့်လှစ်သောဟိုတယ်ကြီးဖြစ်၏6မြို့တွင်မျက်နှာဖြူအတွက်ကလပ်တစ်ခုစရေးများအတွက်ကလပ်တစ်ခုနှင့်အရက်သားအပြင်လူများအတွက်အကြောက်ဟိုတယ်တစ်ခုစုစုပေါင်းတင်ရီဘုံနှန်း3ခုရှိခဲ့၏လူဆိုးလူမိုက်များငွေစာပေါ်လျင်စရေးကလပ်နှင့်မျက်နှာဖြူကလပ်များသို့သွားခွင့်မရှိဟာကအကြောက်မတ်လှထန်းသားလင်းဥတိုက်ရောက်ရှိလာတတ်၏Good evening Mr. အောင်သင်းတမချင်းနှင့်ပုံရင်ကြီးနှင့်များစွာမကင်းသည့်အတန်ထွက်ဖြင့်ကျွန်ုပ်အမိကိုထဲခေါ်ကနှုတ်ဆက်လာသူအားဖြတ်ခနဲမောကြည့်လိုက်ပြီးနောက်ဖြဲပြထားသောထိုသည့်သွားများကိုအားနာလာသဖြင့်အောင့်တက်နှင့်မိတ်ဆွေထိုင်းမှာကောင်းသောညနေခင်းပါမယ်ပရိသရာယစကားကိုကျွန်ုပ်လည်းအင်္ဂလိပ်ဘာသာဖြင့်ရေရွတ်လိုက်ရ၏ထိုသူကလည်းကျွန်ုပ်၏ဖိတ်ခေါ်ချက်ကိုပင်မဆောက်နိုင်ပဲကျွန်ုပ်၏ဇပွဲမှာပင်ဝင်ထိုင်ပြီးနောက်ဇပွဲတော်ကအရက်နှင့်စားသောဝယ်အားများကိုမှားကြပါတော့သည်ထိုသူအရက်မှာပုံအမီးမှာပုံကြည့်အောင်နှင့်ပင်ဟိုတယ်သို့ညနေတိုင်းမဟုတ်သည့်တိုင်အောင်မကြာခဏလာလေးရှိသူတို့ကိုခံပန်းနိုင်ပါသည်သူသည်ရောက်လာသောအရက်နှင့်အမီးများကိုအားရပါရစားတော့ရင်းအင်္ဂလိပ်စကားကိုခြေတပေါင်ကျိုးပြောဆိုပါတော့သည်ဝါကြတစ်ခုလင်အိုင်ဆေးပေါင်းအလုံး20ထက်မနည်းပါလိရှိပြီးနာကလောဝေယကောင်းလောက်အားထစ်နှင့်ပြောဆိုနေတော့မိမိလည်းမသိများစွာလည်းမယင်ကျေးမိမိမကျွမ်းကျင်သောဘာသာစကားကိုလည်းကျွမ်းကျင်အောင်ပြု၍ပြောနေသောထိုအညာသားကိုလူကြွား၏စကားကိုကျွန်ုပ်နေနှင့်တီးခံ၍နားထောင်နေရသည့်အကြောင်းကိုစာဖတ်သူရိပ်စားမိပေလိမ့်မည်ထိုသူပြောသောထော်နှင်းအင်္ဂလိပ်စကားကိုမှတ်မိသလောက်ချောမောအောင်ပြန်ဆိုရေးပြရမည်ဆိုရင်အိုင်ဆေးစားပလင်းနှင်းမောင်ခမရဘလို့ပဲဖြစ်ပြန်သုံးရမယ်ဖျားသခင်တော်မှအိုင်ဆေးကိုခုနေရမှာမကဲနိုင်တော့ဘူး BOC မျက်နှာဖြူတွေကလည်းအိုင်ဆေးကိုမစီမဆိုင်ကြောက်တွန်းနေကြပြီမဟုတ်လားနေစမောင်မိတ်ဆွေခမရပြောတဲ့စားပလင်းနှင်းမောင်ဆိုတာဘယ်ရလဲအိုင်ဆေးသူ့ကိုမသိဘူးလားအိုင်ဆေးတို့ကက်ကပဲ
ကြောတော့မကြသေးဘူးလူကုန်ဖယ်သည်ပါကျုပ်ဒီအခုစားပလင်းစိန်လာပဲရှိအိုက်စေးတုံးမကြတဲ့စိန်လာကိုထဲမပြောစမ်းပါနဲ့နှင်းမောင်မှာတကယ်လူတော့မျက်နှာဖြူတယောက်ရဲ့မိန်းမထမင်းချက်နဲ့လင်ငယ်နေပြီးထမင်းချက်ကိုနောက်ဆုံးနှုတ်ပိတ်လိုက်တဲ့အမှုမှာနှင်းမောင်မျက်နှာဖြူတွေချင်းချောင်းနေကြအမှုကိုဖွင့်ချလိုက်လို့သူ့ကိုမျက်မှန်တော့ရှာနေကြတာဗျမှတ်ချက်၎င်းမှုမှာရဲမှတ်တမ်းများတွေမမျော်လင့်သောတရားခံဖြစ်ပြထားပါသည်၎င်းမျက်နှာဖြူအမျိုးသမီးအပြစ်ကြခံခဲ့ရ၏အော်ကျုပ်သိပြီခမည်းပြောတာခွင့်ယူထားတဲ့စာသီးနှင်းမောင်ဆိုတာမဟုတ်လားအိုင်စေးဟုတ်တယ်သူခွင့်ယူထားပဲဘဲအောင်သွားတာမဟုတ်ဘူးသူ့အိမ်မှာပဲရှိတယ်ခမည်းသူ့ကိုသုံးပါမှာမဟုတ်ချအကျိုးရှိမယ်ဒီလိုဆိုအခုခေါ်ခိုင်းလိုက်မယ်လေအိုင်စေးခမည်းခေါ်လို့သူဘယ်လာပါမလဲကျွန်တော်လည်းစိတ်ထဲ၌အောင့်တက်တက်ဖြစ်သွား၏ကျွန်တော်ကအိုင်ပြီးသူကစာသင်မြဖြစ်သည်ယာဒူးချင်းမိုးနဲ့မြေလောက်မကွာခြားသည့်တိုင်အောင်ကျွန်တော်ယာဒူးသည်နှင်းမောင်ယာဒူးနှင့်ဆိုရင်မော်ကြီးရလောက်အောင်တော့မြင်ပါပေသည်မိတ်ဆွေကျုပ်ကသူ့ထက်ရာရှိပဲခွန်ရင်လာမှာပေါ့အိုင်စေး तू ကခွင့်ယူထားတယ်ဆိုတော့လေထည့်ပြီးစဉ်းစားပါဦးပြီးတော့အိုင်စေးနှင်းမောင်ထက်ရာရှိပဲဆိုရင်နီးနဲ့တော့မဆက်ဆံစေချင်ဘူးဒီလိုဆိုရင်သူ့ကူညိုအိုင်စေးရမှာမဟုတ်တော့အိုင်စေးခိုင်းတာတော့ तू လှုပ်ချင်လှုပ်မယ်သူ့မှာတကယ်ရှိတဲ့အရေးချင်းတော့အိုင်စေးကိုပြမှာမဟုတ်ဘူးဒါတော့တကယ်ယုံပါနှင်းမောင်စုံတော့လို့ဘုရားသခင်ကဒီကဘာကိုလက်ဆောင်ပေးတယ်လို့ဆိုရင်မမဘူးအိုင်စေးအယောင်ဝိုင်းပြီးနိုင်ထိုညာသားကိုလူကြွားမှာအရက်ဖိုးကြားတဲ့ဒီများကိုရှင်းပါသည်၎င်းညာသားမိတ်ဆွေမှနောင်တွင်ကျွန်ုပ်နှင့်ငယ်ပေါင်းကဲ့သို့ခင်မင်သောအဖြစ်သို့ရောက်ခဲ့နေချဲဆန့်ကျင်ကာလတွင်မြင်းကြံ၌ကြာဆုံးသွားသောဥပါထွန်းဖြစ်ပါသည်ထို့နောက်သူနှင့်ပင်သူလွန်ညှို့သောစားပလင်းနှင်းမောင်၏အိမ်သို့ရောက်ခဲ့စားပလင်းနှင်းမောင်သည်သူ့အိမ်တွင်းမှကလေးများနှင့်ပုံတိုင်ဝတ်တန်းကစားနေသည်ကိုစိတ်ဝင်စားစွာကြည့်နေရမှဥပါထွန်းအားမြင်လင်ပြုံး၍နှုတ်ဆက်ကာခရီးဦးကြိုပြုတော်လေဥပါထွန်းလောက်ကျွန်ုပ်ကိုမူလှိုက်လဲဖော်မှုမပြခဲ့ပါတို့ရတွင်စားပလင်းနှင်းမောင်ကိုတွေ့လင်တွေ့ချင်းဥပါထွန်းညှို့မိဆိုကလည်းညှို့လောက်ပါပေသည်ဟုကျွန်ုပ်စိတ်ထဲတွင်ဖြစ်ပေါ်ပြီးတော့ယောက်ျားပြီးသားသောအရက်မောင်းနတ်မောင်သောသပင်နှင့်လှပသည်မပြောနိုင်တော့လဲတန်မှုန်ကလေးများကိုဆွဲကန်နိုင်သောတန်လိုက်ကြောက်ကဲ့သို့ဆွဲငင်တတ်ရှိသောသူဖြစ်ကြောင်းငုံမှုဝန်ခံရပေမည်စေဆက်ပြီးလှသောနှကမ်းများကလည်းပြောသည့်အတိုင်းလှုပ်၍လှုပ်သည့်အတိုင်းပြောတတ်သူဖြစ်ကြောင်းသိသာလိုက်ဥပါထွန်း၏မိတ်ဆွေစိတ်ဆက်မှုကြောင့်ကျွန်ုပ်နှင့်ကိုနေမောင်တို့ရင်းနှီးခဲ့ရပါသည်ကျွန်ုပ်ကလည်းဥပါထွန်းကြိုတင်ပြောပြထားသည့်အတိုင်းအထက်လူကြီးဖြစ်နေမဆက်ဆံပဲမိတ်ဆွေရင်းချကဲ့သို့ဆက်ဆံလိုက်သည်ကတကြောင်ဥပါထွန်း၏စကားထဲတွင်ဒီမှာကိုနေမောင်ကျုပ်တို့မြန်မာအိုင်မီတရားကိုမျက်နှာဖြူတွေကလူညံ့လို့ထင်သွားရင်ခင်ဗျားမှလည်းတောင်းဝန်သိမ့်မကင်းလာဘူးဗျာဆိုတဲ့ကိုနေမောင်၏နှလုံးသားကိုတိုက်ရိုက်ထိမှန်နိုင်သောစကားသည်လည်းတကြောင်သူသည်နောက်တစ်နေ့၌ခွင့်မှအလုပ်ပြန်ဝင်ကြောင်းဂျူဒီရပို့ခေါ်အစီရင်ခံစာတစ်စောင်ဂတ်ကိုတင်ခဲ့လေသည်6မြို့တမိုင်ရက်ရှိအသက်ခံသောဂျူးလူမျိုးမျက်လှည့်ဆရာဇီရိုအိမ်ကိုနေမောင်နှင့်ကျွန်ုပ်ရောက်ကြတော့၏အလောင်းတော့မရှိတော့ပြီကျွန်ုပ်တို့နှစ်ယောက်ကမ်းမပလေကလေးတယောက်ကခြံဝါမှာစီးကြိုဆလန်ပေးရင်ဆရာနေမောင်ဝမ်းသာအားရလာနှုတ်ဆက်သည်ကိုကြည့်၍ကိုနေမောင်သည်အထက်လူကြီးများကယွန်တော့အောက်လက်ငယ်သားများကချစ်ခင်လေးစားလာကြောင်းကျွန်ုပ်ရိပ်စားမိခဲ့၏ဆရာဦးလာစိန်တို့ခုပဲလာကြည့်သွားကြပြီဆရာတက်တိကံပစ္စည်းတို့လည်းယူသွားကြတယ်ကိုနေမောင်ဒီလိုဆိုရင်စိန်လားစီပြန်လိုက်ကြအောင်သူစီမှာတဲလုံစားတွေတော်တော်ပါသွားရောမယ်နေပါသေးအိုင်ပြေတဲလုံစားဆိုတာတယောက်နဲ့တယောက်တူကြတာမှမဟုတ်ပဲသူစီမှာထင်ရှားတဲ့တဲလုံစားတွေပါသွားရင်ကျုပ်တို့ကသူသတိလစ်ပြီးကြံခဲ့တဲ့မထင်ရှားတာကြီးရှားပြီးတော့အမှုထင်ရှားအောင်လုပ်ရတာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါလေဗျာကလေးတွေပုံတိုင်းဝှက်ပြီးတော့ကစားသလိုပေါ့သူများမသိအောင်ဖွက်ပြီးတော့လှုပ်ရတဲ့အလုပ်ကိုကရအောင်ဖော်ရတာတော့အပြင်းပြေတယ်လို့ဘယ်ရှိပါလာပါဗျာထိဝင်ကြည့်အောင်ပါကျွန်တော်ဒီကိုနေမောင်ကိုများစွာအံ့ဩမိလူသက်တရားခံဖော်တော်ရေးကိစ္စမှာကျွန်တော်တို့အသေးရှင်မြအရေးကြီးနေကျွန်တော်ဒီထိုကိစ္စအတွက်ရောက်ရခတ်နေသည်သူ့အနေနဲ့မူသားမညံစမ်းဖေဒီကလေးတစ်ပုတ်တွက်ခိုင်းသည်ထက်ပို၍လေးနက်ပုံမရပြီမေဆာစီရွန်လဲကြသေးဆုံးသည့်နေရာကိုပလေကလေးကလာပြသသဖြင့်ကျွန်တော်သိခဲ့ရတော့လေကြမ်းသည့်ခြေရလက်ရတဲလွန်စားများကုန်မှုဘာမှမရတော့ပြီလူစိုးရင်းစိန်လားတို့ရှာဖွေသွားသဖြင့်ရှုပ်ပွားကြံနေခဲ့သည်ကိုနေမောင်ကမူအခန်းကိုနဲငယ်လေးလာလိုက်ပြီးတဲ့နောက်စာအုပ်ဘီရိုရှိရာသို့ရှောက်သွားပြီးတော့ဘီရိုထဲမှာစာအုပ်တုပ်ကိုထုတ်ယူကြည့်နေသူပြောပြချက်အရစာအုပ်တော်တော်များများမှာမျက်လှည့်ပြနီးစာအုပ်များဖြစ်သည်သိရ၏ထိုထဲတွင်ကော်ပီစာအုပ်ဂတ်ထူတုပ်ကိုကိုနေမောင်သည်ဆွဲထုတ်၍ဖတ်ကြည့်ပြီးနောက်ပြုံးရွှင်စွာနှင့်ကျွန်ုပ်လက်ထဲသို့ထည့်လိုက်သဖြင့်ဖွင့်ကြည့်ရာအင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့်ရာဇဝင်မှတ်စုတစ်ခုဖြစ်ပြီးစာအုပ်ကြားထဲမှာအင်ဂျီဒိုဘီပေးထားသည့်လက်မှတ်တစ်စောင်တွေ့ရ၏ကျွန်ုပ်ဖို့ထိုစာအုပ်နှင့်အင်ဂျီဒိုဘီလက်မှတ်သည်တရားခံဖမ်းဆီးအတွက်လုံးဝအသုံးဝင်လိမ့်မည်ဟုမယူဆခဲ့ပြီကိုနေမောင်သည်နိုင်ရ၌ချိန်ဆွဲထားသောပြက်ကလေးအားဖြုတ်ယူကာတေချာကြည့်ပြီးနောက်ကျွန်ုပ်အားပေးလိုက်တပံအဖုံးပွင့်နေသောတန်တစ်တာတစ်လုံးအားဖွင့်ကာအထဲမှရှိုင်းကြီးတစ်ထဲကိုထုတ်ယူ၍ကဲအိုင်ပြီပြန်အောင်ဆိုလိုက်ပြီးတော့ကျွန်ုပ်ချိတ်မှအလင်းဆင်းသွားတော့အိုင်ပြီလက်ဖေးကြိုက်သလားဟိုကြိုက်လာတယ်တော့မဟုတ်ပါဘူးဗျာနေ့စဉ်တော့တောက်တာပါပဲကျွန်ုပ်ကတော့လက်ဖေးကြိုက်တယ်ဗျလက်ဖေးတောင်ကာကာကလားဆိုင်ဆိုရင်ပို့ပြီးကြိုက်တယ်တောင်ရဲ့စီးရန်ထိတ်ကကာကာဆိုင်မှာလက်ဖေးတောက်ရအောင်ဗျာက
ကာဆိုင်တို့လေကိုနေမောင်ကပဲကလားလို့ပြော၍လက်ဖက်ရည်မှာပြီးတော့ကျွန်ုပ်ထံမှပြက်ကလေးကိုတောင်းယူကတရွက်ချင်းလှန်ကြည့်ပြီးနောက်တချို့နေရာများမှာအမှတ်သားများကိုစာရွက်အလွတ်ပေါ်တွင်ခဲတံနေတေးချာချာရေးကူးနေလေအိုင်ဘီဒါကလေးတီလားပြက်ကလေးတွင်တချို့နေရာများ၌မီးချစ်ဆန်ကဲ့သို့အလျားလိုက်အချောင်းကလေးများအသီးသီးရေးသားထားသည့်တင်ငေတာအမှတ်သားလေးများကိုကျွန်ုပ်အားပြသပြီးမသိပါဘူးကိုနေမောင်ဘာလဲဗျာဒေါက်တာလို့ခေါ်တဲ့ဂျင်းနန်မော့တင်ငေတာလီကိုနေမောင်ဒီအသင်ပါလာသောစာရွက်အလွတ်ပေါ်တွင်စာတစ်ကြောင်းနှစ်ကြောင်းလောက်ရေးချ၍အမှတ်သားလေးများပါကူးကာရေးထည့်ပြီးလင်စာရေးတွင်ထည့်ပြီးပိတ်လျက်ကကလားကိုပင်ကလားလို့ပြောပြီးပေးလိုက်ကလည်းဆိုင်နောက်ဘေးတွင်နှုတ်ကြိုနေသောချုပ်ကလားကလေးတယောက်ကိုခေါ်ကာစာရေးကိုကလားလို့ပြော၍ပေးလိုက်ပြန်ကဲအိုင်ပြီလက်ဖေးတောက်ပါအောင်ဗျာအေးကုန်မယ်ကျုပ်တို့လက်ဖေးတောက်လိုက်အောင်မယ်အဲ့ဒီစာကိုခဏလေးပေးပါအောင်ရာဇဝင်ဖတ်စုစာအုပ်ကိုတောင်းယူကာအတော့လျောက်ဖတ်၏တချို့နေရာများတွင်ခဲတံနှင့်တားနေတချို့ကိုစာရွက်လွတ်တွင်ကူးနေစာမျက်နှာ100ကျော်များရှိသောအင်္ဂလိပ်ဘာသာဖြင့်ရေးမှတ်ထားသောစာအုပ်အားကိုနေမောင်သည်သူငယ်တန်းဖတ်စာအုပ်ကိုဖတ်တဲ့ကဲ့သို့ခက်လွယ်လွယ်ခတ်တော့ဖတ်သွားပုံကိုထောက်ချင်းအဖြစ်သူ၏အင်္ဂလိပ်စာအစဉ်တန်းကိုကျွန်ုပ်ခံမှန်းပြီးတော့တခုထူးခြားသည်မှာကိုနေမောင်သည်ကျွန်ုပ်အား IB ဟုခေါ်သဖြင့်သာအသုံးပြုသည့် I နှင့် P မှလွဲယခုချိန်ထိအင်္ဂလိပ်လိုတလုံးတစ်ပါးသားမျှမပြောမိခြင်းကိုသတိထားမိသည် IB ဒီမှာရာဇဝင်ထူးဆန်းတွေ့နေရပြီဗျာဘယ်လိုတွေ့တာလဲကိုနေမောင်ငစင်ကာခေါ်ဖိလစ်ဘရီတိုဆိုတဲ့ပေါ်တူဂီရဲ့အထုပ်ပတ်တွေကိုမှတ်မြုံမှာပေါ့တောင်ငူဘီရင်နတ်ရှင်အောင်နဲ့တူကိုမြတ်ခမ်းလေးလူမဟုတ်လားအစ်စ်ပေါ့ဗျာကျုံလဲလိလာခဲ့ဘူးများဒီဘရီတိုခေါ်ငစင်ကာတယောက်တည်းပဲဒီမတ်စုရတော့မာဒီဘရီတိုနဲ့စူရာဒီဘရီတိုလို့ရေးထားပါကလားရော့ဗျာအိမ်ကြတော့အပြည့်မြေဖတ်ကြည့်အောင်ယူသွားပြီတော့ကျုပ်ကတော့ညနေမှပဲလာခဲ့တော့မယ်ကိုနေမောင်ပြန်သွားပြီးတဲ့နောက်ကျွန်ုပ်လည်းဂတ်တဲဝင်းရှိကျွန်ုပ်၏အိမ်ကိုပြန်လာခဲ့ရာကျွန်ုပ်အားဆောင်ဆိုင်နေကြသောပလိသား2ယောက်အားအိမ်၌တွေ့ရပြီတွေ့လင်တွေ့ချင်းစိန်လာကဆရာဦးအောင်တင်တရားခံပြီးပါတော့မယ်ဖမ်းရန်ထုတ်ပြီးဖမ်းအောင်မရှိပါတော့တယ်တရားခံဘယ်သူလဲဗျာဒီလိုလေးဆရာကြီးဟောဒီမှာတရားခံကြီးကရခဲ့တဲ့ပတ်စိန်ကို3လေးရှိတာဆိုရင်မိသားသမားပဲအခုကျွန်တော်စုံစမ်းကြည့်တာတော့တေဆုံးသူမစ္စတာစီရောရဲ့မိတ်ဆွေတယောက်ရှိအခုတော့သူနဲ့စိတ်ဆိုးပြီးသူ့စီမလာတာကြာပြီတဲ့အဲ့လူကမကွေးမိသက်ဂျူးလူမျိုးဘင်ကူးဆိုတာသိရသူပဲဖြစ်ရကျွန်တော်တို့မကွေးကောက်အကြောင်းကြားလိုက်ပြီဟောဒီမှာလူသားသမားအသုံးပြုခဲ့တဲ့ပတ်စိလူစိုးရင်းစိန်လားနဲ့ပလိတ်ကလေးများသည်ကျွန်ုပ်အိမ်မှတိုက်ကျွေးသောကော်ဖီနဲ့မုန့်များကိုစားတော့ကထွက်သွားကြ၏ဒုံနေညနေပိုင်းမှာပဲကိုနေမောင်ရောက်လာပြီးအိုင်မီတရားခံကိုယ်တိုင်ကိုကြဖမ်းကျင်တော့ဝစ်စားလဲပြီတော့ဗျာကုံကားတစ်စီးကြုံရှိတယ်သွားကြအောင်တို့အချိန်တိုင်းကျွန်တော်ဤဇနီးတဲ့ခင်ခင်ကြီးထွက်လာကကိုနေမောင်ကိုမြင်လင်အားအသင့်တယ်လို့ဖြစ်ပြီးနောက်အကဲခတ်တယ်လို့ကြည့်လိုက်ပြီးလင်ကျွန်တော်ဤလက်အောင်ငယ်သားတယောက်ဖြစ်မှန်းခံမှန်းမိတော့အချိန်၌ကျွန်ုပ်အားကိုနေမောင်မသိစိန်သောငါအင်္ဂလိပ်ဘာသာဖြင့်ဒါလင် तू ကဘာလုပ်လဲတရားခံဖမ်းမှုကိစ္စကိုဒါလင်ကိုယ်တိုင်လိုက်ဖို့မလိုပါဘူးသူ့ပဲလွတ်လိုက်ပေါ့ဆိုပြီးတော့ပြောဆိုတဲ့ပြင်ကျွန်ုပ်မှာကိုနေမောင်ကိုများစွာအားနာမိပါသည်တို့ရရင်ကိုနေမောင်သည်ကျွန်ုပ်ဤဇနီးတဲ့ပြောသည့်စကားများကိုတလုံးမျှနားမလည်သည့်ဟန်နှင့်နေပုံမှာချီးမွမ်းလောက်ပါပေသည်ကျွန်ုပ်ဒီခင်ခင်ကြီးအားဆက်ရင်မပြောရင်မျက်စိမိတ်ပြပြီးတော့အဝိစားလဲကကိုနေမောင်ခွာသို့လိုက်ခဲ့ပါသည်လမ်းတွင်ကျွန်ုပ်ဤဇနီးတဲ့ပြောမှဆိုမှရှိသည့်များကိုခွင့်လွှတ်ရန်တောင်းပန်ရာကိစ္စမရှိပါဘူး IBA ဟုသာပြုံး၍ပြောလိုက်ပါသည်သူ၏ပြုံးမှလေးနဲ့သောအဓိပ္ပာယ်များပါရှိကြောင်းကိုထိုစဉ်ကမှကျွန်ုပ်သိရှိခဲ့ရပါသည်၎င်းကြောင့်အနေပတ်သက်၍နောက်အလင်းအသင်းမှာကဖော်ပြပါဦးမည်ကျွန်ုပ်တို့တယောက်သည်ကုံကားကြုံလေးလိုက်သွားရာရန်ကုန်သို့နောက်တစ်နေ့10 နာရီလောက်တွင်ရောက်ပါတော့သည်ရန်ကုန်သို့ရောက်နေနိုင်ငံခြားအသင်းမော်စိတ်ကမ်းသို့သွားကကိုနေမောင်သည်လူတယောက်နှစ်ယောက်ကိုတွေ့ဆုံမေးမြန်းပြီးလက်ဆွဲသည်အိတ်တွေအသင်ပါလာသောဝစ်စားများကိုလဲပါတော့သည်ရှက်အင်ကြီးပေါင်းပြီးရှင်နှင့်ဝစ်စကုတ်ခေါ်မြောက်အင်ကြီးတို့ဖြစ်မစ္စတာစီနိုအိမ်မှရရှိခဲ့သောဒိုဘီလက်မှတ်ဖြင့်ရွေးယူခဲ့သောဝစ်စားများဖြစ်ကြောင်းကိုနေမောင်ပြောပြပြီးသိရှိရပါသည်ပြည်လင်သင်းမော်စိတ်အနီးရှိကလားထမင်းဆိုင်တစ်ဆိုင်သို့နှစ်ယောက်တူသွားရောက်ကကြောင်ဘက်ခတ်ကြစပွဲတွင်ထိုင်၍ကိုနေမောင်သည်စာရွက်ပေါ်၌မီးချစ်စံတရံအချောင်းကလေးများအသီးကလေးများရေးချစ်ကာစာရေးနှင့်ထည့်၍စာရေးပေါ်တွင်မစ္စတာဒီဘရီတိုရေး၍ငွေ9ကျပ်နှင့်တူကလားတယောက်ကိုသေးချာပြောကြ၍လွှတ်လိုက်အိုင်မီခင်ဗျားတရက်တော့လူရမယ်ကင်ထားပြီလို့ဒီကောင်မျိုးတွေရက်ဆက်တော့လက်လဲမြန်နေဗျာဒီခုံမှာအတူမထိုင်နဲ့ဟိုဘက်တိုင်ကွဲခုံမှာသွားထိုင်ကြည့်ဗျာကျွန်တော်လည်းသူပြောသည့်တိုင်းလိုက်၍တိုင်ကွဲတနေရာတွင်သွားရောက်ထိုင်နေပါသည်သူကမှလက်နှစ်ဖက်စလုံးအားစပွဲပေါ်တင်၍အေးဆေးဆေးထိုင်နေတောင်းမြကြတွင်လွတ်လိုက်သောကလားလေးနှင့်တူပထန်ကလားကဲ့သို့အရက်မြင့်မြင့်လူတယောက်ဆိုင်ထဲဝင်လာပြီးနောက်ကျောခိုင်း၍ထိုင်နေသောကိုနေမောင်ထံသို့တဲတဲမတ်မတ်တိုင်းပြီးရှောက်သွား၏အနားရောက်လင်ကိုနေမောင်ကအင်္ဂလိပ်ဘာသာဖြင့်ဘယ်လိုတော့စီနီယာဒီဘရီတိုမြန်မာပလိတ်တွေကိုထင်သေးလိုက်လားဒီလိုလူသားမှုကျူးလွန်ပြီးလွယ်လွယ်ကူထွက်သွားလို့ဘယ်ရမလဲဗျာပြောဆိုမျက်နှာချင်းဆိုင်လိုက်ရာထိုလူမှာအန်အောခြင်းဒေါသဖြစ်ခြင်းကြောက်ရွံ့ခြင်းစသောစိတ်သိမ်းများကိုသူ၏မျက်နှာတွင်တခဏတွင်ဖော်ပြ၍ခါတွင်အသင်ထိုးထားသောပစိန်ကိုလိမ့်မှန်စွာဆွဲထုတ်၍ကိုနေမောင်အားတအားလွှဲခုတ်လိုက်တို့ရရင်လွန်တည်ငြိမ်၍အလွန်လဲဖြတ်လက်သောကိုနေမောင်၏လက်တွင်ထိုသူသည်ကြက်ကလေးငှက်ကလေးပမာမယုံနိုင်မကန်နိုင်အောင်မိနေပါတော့သည်
ထိုချိန်ကြမှာကျွန်တော်လည်းပြေးထွက်သွားပြီး6လုံးပြူဒင်းနှင့်ထိုသည်ဦးကောင်းကိုဒါရိုက်ချ၍ဖမ်းဆီးခဲ့ရပါတော့သည်ဘီလင်စိတ်ကံပလိတ်ကတ်သို့ခေါ်သွားကတရားခိုင်ဖြောင်းချက်ကိုယူ၍အမှုပွင့်ထားပြီးနောက်ကျွန်တော်တို့နှစ်ယောက်6မျိုးသို့ပြန်ခဲ့ကြပါသည်နောက်တစ်နေ့သတင်းစာတွင်ထိုလူဖမ်းပွဲကိုစွန်စားကန်းဆန်ဆန်ရေးသားဖော်ပြခဲ့ပါသည်အထူးဖြင့်မြမအလင်းသတင်းစာကမြမပလိတ်2ဦးအားအမျိုးသားစိတ်ဓာတ်ဖြင့်ချီးမွမ်းရေးသားခဲ့ကြောင်းမှတ်မိပါသည်ကိုနေမောင်ဒီတရားခံကိုသဲလုံစာခင်ဗျာဘယ်လိုလုပ်ရလဲဗျာ IP နဲ့ကျွန်တော်မစ္စတာဇီရိုအိမ်ကိုသွားတော့ရခဲ့တဲ့ရာဇဝင်မှတ်စုနဲ့တူတဲ့စာအုပ်ရဲ့ပြက်ကလေးရရတာပဲဗျာရာဇဝင်မှတ်စုထဲမှာကြားညက်ပြီးတော့စီနီယာနဲ့ဂျူနီယာဒီဘရီတို့ရဲ့အကြောင်းတွေကိုရေးမှတ်ထားတွေ့ရကြတဲ့ကကျွန်တော်အနေနဲ့ဒီမှတ်စုကရိုးရာဇဝင်လေ့လာသူရဲ့မှတ်စုမဟုတ်ပဲရာဇဝင်မှတ်စုဟန်ဆောင်ထားတဲ့တခြားလိုဝက်ကိစ္စမှတ်စုဆိုတာရိပ်မိခဲ့တခါပြက်ကလေးမှာတွေ့ရတဲ့သင်္ကေတလေးတွေကိုမြင်မြန်တော့မစ္စတာဇီရိုကတစ်ချိန်ကစီဂနယ်ဆက်သွယ်ရေးအချက်ပြအလုပ်လုပ်ခဲ့ဘူးသူဖြစ်ရမယ်လို့ခံမှန်းပြန်တယ်ပြီးတော့မှတ်စုစာအုပ်ကြားထဲရခဲ့တဲ့ဒိုဘီလက်မှတ်ပဲဂျူးမြကက်စီနဲ့တဲ့လူမျိုးဖြစ်တယ်ဒီတော့အဝိစားကိုဒိုဘီပေးလေတိတ်မရှိဘူးတခါဒိုဘီလက်မှတ်နေဆွဲရတယ်တစ်လလောက်ကြာနေမရွေးရသေးဘူးဒီတော့ဒီလက်မှတ်ဇီရိုရဲ့အဝိစားမဖြစ်နိုင်ဘူးပို့ပြီးတော့တေချောင်ဇီရိုရဲ့တက်တာတွေကအင်ဂျင်ထဲထုတ်ယူလာပြီးတော့ဒိုဘီဆိုင်လက်မှတ်ပြပြီးရွေးရတဲ့အင်ဂျင်နဲ့တိုင်းကြည့်တော့ဆိုင်ရအင်ဂျင်ဝိစားတွေနဲ့အစမတန်ကြီးနေအောင်တွေ့ရတယ်တခါပြက်ကလေးကတင်ရတွေရေးပြီးဂျင်းနိုင်ကအော်ပရေတာကိုကာကာဆိုင်ရဲ့ချိုကရာလေးလွတ်ပြီးမေးစမ်းကြည့်တော့ဒီအကြီးနဲ့တွေ့ဒီငယ်ကိုငွေချေဒီအကြီးပြန်ရောက်ဒီငယ်အင်ဂျင်များကြံခဲ့စတဲ့အဓိပ္ပာယ်အကြောင်းပြန်ရေးလိုက်တယ်လေစိတ်ဝင်စားကြပဲကိုနေမောင်ဆက်ဆန်းမောင်ဘာဆက်စားရှိတော့လဲ IB စီနီယာဒီဗီတိုဖြောင်းချက်ပေးတဲ့အတိုင်းပဲပေါ့သူနဲ့မစ္စတာဇီနိုကသင်္ဘောသားအတူလုပ်တယ်နောက်တော့ဇီနိုကသင်္ဘောထွက်ပြီးတော့မြန်မာပြည်မှာမျက်လက်ဆရာဖြစ်နေနေတယ်စီနီယာဒီဗီတိုရဲ့သားဂျူနီယာဒီဗီတိုကတခြားသင်္ဘောတစ်စင်းမှာသင်္ဘောသားလုပ်တယ်သူတို့သားဖသင်္ဘောခီးတစ်ချောင်းမှာကျုံတို့ဓမြတိုက်လို့ရတဲ့ပစ္စည်းတွေကိုဇီနိုကမြန်မာပြည်ကနေလျှို့ဝှက်ထူခွဲပေးရတယ်အခုကိစ္စကထူခွဲခိုင်းတဲ့ပစ္စည်းတွေကိုမတန်ဆဈေးနေပြီးတော့အပြောက်ရိုက်တယ်လို့ဂျူနီယာဒီဗီတိုကသူ့ဖေစီနီယာကိုတိုင်ထားလို့အဖေလို့သူကသူ့သင်္ဘောမြန်မာပြည်ရောက်တော့မှဇီနိုကိုလှုပ်ကြံပြလိုက်တာပဲဒါနဲ့ခင်ဗျာစီနီယာဒီဗီတိုဖမ်းကန်ဒီသင်္ကေတလေးတွေရေးပြလိုက်တယ်မဟုတ်လားဘာရေးပြလိုက်တာတော့ဗျာခင်ဗျာရေးတတ်လို့လားဒါလွယ်ပါတယ်အေကနေဇက်တီရေးနီးကိုဂျင်းနန်အော်ပရေတာလေးစီကမေးလာခဲ့ရေးလိုက်တဲ့အဓိပ္ပာယ်ကတော့ရေးကြည့်တယ်ဗျာကျွန်တော်ရောက်နေပြီအဖေလာတွေ့ပါဂျူနီယာဒီပေါ့ဗျာဟာဒါကြောင့်စားပလင်းနှင်းမောင်ဆိုတဲ့နာမည်ကကြီးပြီတာကိုကြီးမွန်တိုက်ပါပဲဗျာကဲခင်ကိုနှင်းမောင်ဂုံမီညသာကျွေးအောင်မနေ့ပြန်ညနေချိန်လိုက်မယ်ဗျာဒီပါတိုင်းပြေကျုပ်တို့ဒုက္ခမရှာပါနဲ့အဲ့ဒီလိုဆိုကကျွန်တော်ဤဂုံမီညသာကိုညှင်းဆန်ခဲ့တဲ့ဖြင့်ကျွန်တော်ဤဇနီးခင်ခင်ကြီးသည်ညသာစီမံရေးအတွက်ဒုက္ခမပိုခဲ့တော့လေလူစိုးထိန်စိန်လှတို့မှားရင်ဖမ်းဆီးခဲ့သောအင်္ဂလိပ်စာတက်မိသက်သမားဘင်ကူးဆိုသူကမကျေနပ်၍မျက်နှာဖြူများကိုစာရွေးတိုင်တန်းလှုပ်သဖြင့်ကျွန်ုပ်မှချော့ရမောရနှင့်များစွာဒုက္ခများခဲ့ရသေးသည်တို့ရရင်မကြာမီ၌ဇနီးတဲ့ခင်ခင်ကြီးကြွားနိုင်ရန်အတွက်ကျွန်ုပ်ဧကန်းတွင်အမှုတန်းကောင်းလက်မှတ်တစ်ခုတိုး၍ချိတ်ဆွဲခဲ့ရကြောင်းကိုလည်းမေ့ထား၍မရပေ